မြတ်စွာဘုရားကိုယ်တိုင်ကနောက်ဆုံးအချိန်မှာမှာကြားထားရတဲ့ဗုဒ္ဓရဲ့မိန့်မှာချက်ရှိတယ်မြတ်စွာဘုရားရဲ့မိန့်မှာချက်ကကုသနာယုအင်းချင်းဆုံးတို့ရဲ့အကြာမြတ်စွာဘုရားဟာမြောက်ဘက်ကိုဥခေါင်းထားပြီးလက်ရနန်းတော်ဆောင်းပြီးလျှောင်းလိုက်တဲ့အခါမှာပလက်အနေထားမဟုတ်ဘူးလက်ရဘက်ကိုဆောင်းနေတဲ့အနေထားအဲ့တော့မြတ်စွာဘုရားရဲ့မျက်နှာတော့ဟာဘယ်ကိုမျက်နှာမူးနေတယ်လဲဆိုရင်အနောက်လောကရတ်ကိုမျက်နှာမူးတယ်နော်မြောက်ဘက်ကိုခေါင်းထားပြီးတော့လက်ရဘက်ကိုဆောင်းလိုက်ရင်မျက်နှာကအနောက်ဘက်ရောက်သွားတယ်ဖျားပွင့်မုံနဲ့ဖျားပြိဋိဘံစံမုံဟာမတူဘူးဖျားပွင့်တော့ကတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာမူတယ်နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘောဓိပင်ကနေရှေ့ဆူဆူမျက်နှာမူပြီးတော့ဖျားဖြစ်သူရောက်တယ်ဘယ်လိုအထိပ္ပယ်ဆောင်တယ်လဲလို့ဆိုရင်လောကကြီးကိုအလင်းရောင်ပေးမဲ့အရှိလောကရနေမင်းကြီးထွက်ပေါ်လာခြင်းဖြင့်အမောင်တရားတွေကိုဖယ်ရှားပြီးတော့အလင်းရောင်ကိုဖြန့်ကျက်တယ်ဆိုတဲ့အထိပ္ပယ်နဲ့အရှိဘက်ကိုမျက်နှာမူပြီးတော့ဖျားပွင့်လာပြိဋိဘံဆန်တဲ့အခါကျတော့အဲ့လိုမဟုတ်တော့အရှိဘက်ကိုမျက်နှာမမူဘူးမြောက်ဘက်ကိုဥခေါင်းထားလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမှာအနောက်ဘက်ကိုမျက်နှာဘယ်လိုသင်္ကေတကိုဖော်ဆောင်တယ်လဲလို့ဆိုရင်အနောက်ဆိုတာနေဝင်တဲ့နေရာပဲလောကကြီးဟာမြတ်စွာဘုရားသခင်ကိုရောမြတ်အလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ချုပ်ငြိမ်းခြင်းဟာနေမင်းကြီးဝင်ရောက်သွားတယ်လို့ပဲအမှန်တရားတွေဟာချုပ်ငြိမ်းသွားတော့မှဖြစ်တယ်ဆိုတဲ့သင်္ကေတကိုဖော်ဆောင်တာပဲဖြစ်တယ်ပေါ့အေးလောကရဲ့သဘာဝဘယ်ရာမှမမြဲဘူးအဲ့ဒီချိန်လေးမှာမြတ်စွာဘုရားကဘာမှားခဲ့သလဲဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးတဲ့မှားကြချက်လို့ပြောမယ်ဆိုရင်ပြောလို့ရတယ်မြတ်စွာဘုရားကိုစီမီပန်းရေချမ်းနေနဲ့နောက်ဆုံးချိန်ဆိုပြီးတော့ပူဇော်ကြတယ်လူတွေကလည်းပူဇော်ကြတယ်ကောင်းကင်ယံကနတ်တွေကလည်းပဲကောင်းကင်ယံအပေါ်မှာတူရိယသန်နေနဲ့ပန်းမိုးတွေရွာချပြီးတော့မြတ်စွာဘုရားရဲ့တတ်တော်ထရှားရှိတဲ့နောက်ဆုံးအချိန်ကိုပန်းနေနဲ့ပူဇော်ကြတယ်ကုသနာယအင်းချင်းစုံကြတဲ့မှာနတ်ပန်းနေနဲ့ဖွေးဖွေးလှုပ်ပြီးတော့မှုချိုင်နေတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလို့တလောကလုံးကနောက်ဆုံးချိန်ဆိုပြီးတော့ပူဇော်တာနောက်ဆုံးချိန်တန်ဝတိပြမကြီးကလည်းအလွန်ကြီးမားတဲ့ပန်းကုန်းကြီးကိုကုန်းနေတာမြတ်စွာဘုရားပြိဋိဘံစံတော်မှာဆိုအပြေးလွှာအဲ့ဒီပန်းကုန်းကြီးကိုယူဆောင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ်နောက်ဆုံးအချိန်နတ်ပြမကြီးရဲ့တနေ့တာနဲ့လူပြေကတနေ့တာမတမကွာလှမ်းတယ်ပေါ့အဲ့ဒါလို့နောက်ဆုံးအချိန်မှာလူတွေနတ်တွေအလုံးဥခိုက်ပြီးတော့မိမိတို့ရင်ထဲနှလုံးထဲမှာမျက်နှိုးတဲ့အရာတွေနဲ့ပူဇော်ကြတဲ့အခါမှာမြတ်စွာဘုရားကရှင်အနန္ဒာကိုဘာမှလဲလို့ဆိုအာနန္ဒာငါဘုရားရဲ့နောက်ဆုံးအချိန်မှာလူတွေနတ်တွေဟာတူရိယာတို့ပန်းတို့အမွှေးနန္တာတွေနဲ့အခုလိုပူဇော်နေကြတာတဲ့ဒီလိုပူဇော်တာဟာပူဇော်မှုပူဇော်ခြင်းရဲ့ကုသိုလ်ကောင်းမှုမရဘူးလို့တော့ငါမဆိုလိုဘူးပူဇော်တာတော့ဟုတ်တယ်သို့တော့အကောင်းဆုံးပူဇော်မှုတော့မဟုတ်ဘူးလို့မြတ်စွာဘုရားအကောင်းဆုံးပူဇော်မှုဆိုတာဘာလဲဓမ္မာနုဓမ္မပฏิပတ်တိငါဟောထားတဲ့လမ်းစဉ်အတိုင်းတသွေမတိန်လိုက်နာကျင့်သုံးခြင်းသာလျှင်အကောင်းဆုံးပူဇော်မှုဖြစ်တယ်တရားကျင့်ပြီးတော့ပူဇော်တာကိုမြတ်စွာဘုရားအနှစ်သက်ဆုံးဘာကြောင့်အနှစ်သက်ဆုံးဆိုဘုရားပွင့်တာကအမှန်တရားသိပြီးတန်တရားဝကလွတ်ဖို့နော်ပန်းပူဇော်တယ်ပန်းနဲ့ရေချမ်းနဲ့ပူဇော်တာမပူဇော်ရဘူးမဟုတ်ဘူးကုသိုလ်မရဘူးလို့လည်းပြောတာမဟုတ်ဘူးမပူဇော်ရဘူးလို့လည်းမတားမြစ်ဘူးသူ့တိုင်းတာတစ်ခုနဲ့ကုသိုလ်ရင်ထဲမှာကုသိုလ်ဖြစ်တယ်မှန်တယ်သို့တော့တရားကျင့်တဲ့အခါမှာဒီတရားကိုသိမှတန်တရားဝကလွတ်မှဖြစ်လို့
ပန်းပူစောတဲ့ကုသိုလ်လေးနဲ့တည်းပဲတန်တရားဝကလွတ်ဖို့ရာကအလှမ်းကွာနေသေးတယ်ပေါ့တရားမကျင့်မဲနဲ့ပူဇော်ယုံနဲ့ကျင့်တတ်နေမှာဆိုလို့မြတ်စွာဘုရားကတမ္မာပฏิပတ်တိအနုတ္တရာပူဇာတဲ့ငါးပါးသီလစောင့်တည်ပြီးတော့ငါးပါးသီလကိုဆင်ခြင်သုံးသပ်မယ်ကမ္မထာနှလုံးသွင်းမယ်မေတ္တာဘာဝနာပွားမယ်ဝိပဿနာတရားအထုတ်မယ်အဲ့ဒီအထုတ်ခြင်းဟာမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်တယ်ဒီပူဇော်မှုဟာအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့မြတ်စွာဘုရားကမှားကြားခဲ့တဲ့စကားပဲဒါဖះမှားကြားတာဒါကြောင့်မို့လို့ဗုဒ္ဓပူဇာမင်္ဂလာသဘင်ဆင်ကျင့်ပါတယ်ဆိုတာနေ့စဉ်နဲ့အမျှမိမိတို့ကိုယ်တိုင်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်နေခြင်းဟာလည်းမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်လို့ဖះကြိုက်တဲ့နည်းနဲ့ပူဇော်တာပဲဖြစ်တယ်ကျန်တဲ့ပန်းရည်ချမ်းစီမီပန်းတို့နဲ့လှူတာကြတော့ဖះမကြိုက်ဘူးလားလို့ဆိုတော့ဖះမကြိုက်ဘူးလို့လည်းပြောတာမဟုတ်ဘူးเนาะအကောင်းဆုံးမဖြစ်သေးဘူးလို့သာပြောတယ်အကောင်းဆုံးမဖြစ်ဘူးလို့ပြောတယ်အဲ့တော့အကောင်းဆုံးပူဇော်တဲ့နည်းကိုမလစ်ဟင်းစေဖို့ပဲအရေးကြီးတယ်ပေါ့စီမီနဲ့ပန်းနဲ့ရေချမ်းနဲ့လည်းပူဇော်ရမှာဖြစ်တယ်အကောင်းဆုံးပူဇော်နည်းဖြစ်တဲ့ကိုချင်းတရားကိုပြုပြင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ခြင်းတရားဓမ္မကိုနှလုံးသွင်းခြင်းဆိုတာနဲ့လည်းပူဇော်ရမှာဖြစ်တယ်အဲ့ဒီလိုပူဇော်မှုနည်းကိုမရောက်ရင်ဒီ